လောကလူတွေဟာပြောဆိုကြောင့်ပြဿနာတက်နေကြတာရှိလူတွေကနှုတ်ကိုမဆောင်စည်းနိုင်ဘူးအင်တာမှဆောင်စည်းဖို့ခက်တယ်နှုတ်ကဘာဖြစ်လို့လဲဆိုရင်အတင်းပြောစရာရှိရင်ထီလေးဆောင်းပြီးသွားပြောသေးတာနော်တယ်လီဖုန်းလေးနဲ့ဆက်ပြောတာမပြောရရင်လည်းပဲ Facebook ကနေ Messenger ကနေပြီးတော့ရိုက်ပြီးတော့ပြောသေးတာမပြောရမနေနိုင်တာလေအဲ့တော့တင်ညတဆိုတာစောင့်စည်းရမယ် Facebook ထဲလည်းရေးချင်တာမရေးရဘူးလို့သူတို့ဆိုလို့တယ်မကြည့်တဲ့နာတွေလည်းမကြည့်နဲ့မရေးတဲ့နာတွေလည်းမရေးနဲ့မပြောတဲ့နာတွေလည်းမပြောနဲ့လို့သူတို့တင်ညတစောင့်စည်းရကိုပြောတဲ့စကားတစ်ခုဟာအကြောင်းအရာမှန်ကန်တာဖြစ်ရမယ်မှားရင်မပြောနဲ့ဒါဖြင့်မှန်ယုံနဲ့ပြောမလားဆိုမှန်ယုံနဲ့လည်းမပြောနဲ့အောင်အကျိုးရှိမှပြောဟုတ်တယ်မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောရမလားအချိန်ကြည့်အောင်ပြောတဲ့အချိန်လားမပြောတဲ့အချိန်